လူငယ်တွေအတွက် free webinar လေးတစ်ခုရှိပါတယ်အဲ့ဒါကကြတော့ကိုယ့်ရဲ့အချိန်ကိုဘယ်လိုမျိုး properly manage လုပ်ရမလဲကိုယ့်ရဲ့ energy ကိုဘယ်လိုမျိုး properly manage လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးမှတတိလာမယ်တနေ့လာနေကြရင် free webinar တစ်ခုရှိရပေါ့နော်အဲ့တော့ဒီ webinar ကိုလာ join ချင်တဲ့ဆိုရင်ဒီ Telegram group ကိုတွားပြီးမှ join ထားပါဒီတို့ရဲ့ webinar ကအရန်ကုန်မှာ popular ဖြစ်တယ်ပေါ့နော်အဲ့တော့လာမ join လိုက်ရတဲ့သူတွေလည်းအမြဲတမ်းရှိတယ် Zoom ကလည်းလူတစ်ထောင်ပဲဆက်နေအဲ့တော့မဖြစ်မနေလာ join ပါလူငယ်တွေနဲ့အတူတတိကအပြန်အလှန်ဆွေးနွေးပြီးသွားမယ့်ຢာတွေရှိတယ်ဒီ webinar မှာ time management energy management habit forming ပြီးသွားပြီဆိုရင် diary ရေးရတဲ့ပတ်သက်ပြီးမှတတိကဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီ skill တွေကလည်းလူငယ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်တတိရဲ့ဘဝကိုလည်းတကယ်ပြောင်းလဲစေခဲ့တဲ့ skill ပါတတိကိုယ်တိုင်ကလည်း diary ကိုနေ့တိုင်းရေးတယ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ time ကိုယ့်ရဲ့ calendar ကိုလည်းအမြဲတမ်း manage လုပ်တယ်busy ဖြစ်တာပဲမဟုတ် productive ဖြစ်အောင်နေရပေါ့နော်အဲ့တော့ဒီတိတလောက်ဒီ webinar မှာ sharing လုပ်ပေးပါမယ်အဲ့တော့လာ join ကြပါလို့ပြောရင်းနဲ့အားလုံးပဲ see you in the webinar ကိုဒီဒီရဲ့ free webinar ကိုလာ join ဖို့အတွက် Telegram group ထဲမှာ registration form ကိုဖြည့်ထားဖို့လိုပါတယ်ခင်ဗျာ August 19ရက်ည8:00 နာရီမှာအားလုံးနဲ့ပြန်ဆုံတွေ့ကြပါမယ်